အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဥစ္စာမင်းသမီးလေးမေမီကိုကိုကတော့ပြိုင်အိမ်မကျင်းစီစားတဲ့ဇလန်တွေနဲ့အောင်မြင်လာခဲ့သူတယောက်ဖြစ်ပါတယ်။မေမီကိုကိုကတော့လက်ရှိထုံးလက်ပြသနေတဲ့မဟူရပလက်ဇလန်တွေမှာလည်းပြည်သက်တွေရဲ့စိတ်ဝင်စားအားပေးခြင်းကိုခံနေရသူဖြစ်ပါတယ်။ပြည်သက်တွေရဲ့စိတ်ဝင်စားမှုရှိရတဲ့များနာမည်ဖြစ်လို့သူတွေရှိသလိုအားပေးချစ်ခင်သူတွေလည်းရှိတဲ့မေမီကိုကိုကဒီကနေ့မှာတော့သူမနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုကိုဖြေရှင်းလာတာတွေ့ရပါတယ်။မေမီကိုကိုကဒီ page ကကျွန်တော် page မဟုတ်သလိုကျွန်တော် fan ရင်းနေတဲ့ကဖွင့်ထားတဲ့ page မဟုတ်ပါဘူးနော်။ page admin ကကျွန်တော် fan မှာလို့သုံးနှုန်းထားတာတွေ့ရပါတယ်။ကျွန်တော် fan ဆိုရင်ကျွန်တော်တိတ်ခါကြားစီမဲ့အရာများမလုပ်ဖို့မြစ်တာရက်ခံပါတယ်ဆိုပြီးတော့သူမနာမည်နဲ့ဖွင့်လှစ်ထားတဲ့ Facebook page တောင်ကိုပြောလာခဲ့ပါတယ်ရှင်။နောက်ဆက်ပေးခဲ့ကြသူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးပြီးတော့သူတို့များတရားပေးနာက notification လေးကိုနှိပ်ခဲ့ပေးဖို့မမေ့ပါနဲ့ရှင်။ VPN လေးခန့်ကြည့်ပေးဖို့လည်းမမေ့ပါနဲ့နော်။ဒါဆိုရင်နောက်တဲ့ video တွေမှာပြန်တွေ့ကြမယ်ရှင်။